လာသားသမီးတွေဒီဗီဒီယိုကိုမကြော်သွားပါနဲ့ဟောတနင်္လာသားသမီးတွေကအေဂျင့်နဲ့လမင်းရဲ့အဆောက်အဆောက်ကိုရထားတဲ့သူတွေဖြစ်တယ်လို့အခု2026မြန်မာနှစ်စံ1ရက်နေ့ကနေစပြီးတင်းရပွားမှာထူးခြားတဲ့ကံကောင်းခြင်းတွေစတင်လာတော့မှာပါတာတော့ကတ်တွေကဘာဒီပြောနေလဲဘယ်လိုရတရားမျိုးလောက်ရမယ်ဆိုတာဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတင်းရကံကြမ္မာကိုအခုပဲပြောင်းလဲလိုက်ပါတနင်္လာသားသမီးများအတွက်တစ်နှစ်စာတာတော့နမိတ်ဟောကိုစတင်ဟောသွားပြီးမှဖြစ်ပါတယ်ခင်ဗျာတနင်္လာသားသမီးတွေတဲ့ပထမဆုံးကြားတဲ့ကတ်မှဆိုရင်နတ်ဖျားမကတ်ကြီးကြားရပါတယ်နတ်ဖျားမကတ်ကြားတဲ့အတွက်တနင်္လာသားသမီးတွေဟာဒီနှစ်မှာအကြမ်းမြင်တဲ့အာယုံခံစားမှုပိုင်းမှာအရန်အားကောင်းနေပါလိမ့်မယ်ကိုမှန်းဆထားတဲ့အတိုင်းဖြစ်လာတတ်ပြီးပညာရေးနဲ့သုတေသနလုပ်ငန်းတွေမှာအောင်မြင်မှုကြီးကြီးမားမားတွေရပါလိမ့်မယ်ကိုကိုကူညီမဲ့သူကအမျိုးသမီးအကြီးအကဲအမျိုးသမီးတယောက်ဒါမှမဟုတ်မိတ်ကောင်းဆွေကောင်းနေပေါ်လာပါလိမ့်မယ်နောက်ထပ်ဒုတိယကအနေနဲ့တနင်္လာသားသမီးတွေကြားတာတော့ခွက်သုံးလုံးကတ်ပျော်ပွဲဆင်ပွဲကတ်ပါဒါဟာအောင်မြင်မှုကိုအတူတူဆင်နွှဲရမှာကိုပြတဲ့နမိတ်ဖြစ်တယ်အလုပ်ထဲမှာအဖွဲ့အစည်းနဲ့လုပ်ရတဲ့အလုပ်တွေအောင်မြင်မယ်မင်္ဂလာသတင်းတွေကြားရမယ်အလှအတန်းသတင်းတွေကြားရပြီလူချစ်လူခင်အရန်ပေါ်များမယ်နှစ်တစ်နှစ်လည်းဖြစ်ပါတယ်ဝေကျေးနဲ့အချစ်ရေးကမှာကြည့်မယ်ဆိုရင်တနင်္လာသားသမီးတွေကအော်ဒက်တကတ်တွေနဲ့ဒင်္ဂါကင်တာနဲ့လူငယ်လေးကတ်ကြပါတယ်ဒင်္ဂါကင်တာနဲ့လူငယ်လေးကြတဲ့အတွက်ငွေကြေးပိုင်းမှာတနင်္လာသားသမီးတွေကအခွင့်အလမ်းတစ်တွေရတာပါလိမ့်မယ်ငွေအမြောက်အများကြီးတစ်ခါတည်းဝင်လာထက်ရေစီတီမြဲမဲ့ဝင်ငွေလမ်းကြောင်းတစ်တွေတလန်းမီတလန်းပေါ်လာတတ်ပါတယ်အချစ်ရေးမှာတော့တဦးနဲ့တဦးဂယူးဆိုင်မှုလေးတွေပိုတိုးလာပြီးစိတ်ချမ်းသာရမယ်အချိန်တွေကိုရောက်လာပါတော့မယ်နောက်ထပ်တတိထားရမယ့်အချက်ကဒီနောက်တစ်ခါမှာဒါနစင်ကကြတဲ့အတွက်တတိထားရမှာဝေခွဲမရဖြစ်နေတာတွေကိုတတိထားရမှာဖြစ်ပါတယ်ခင်ဗျာဝေခွဲမရဖြစ်ခြင်းတွေဒီနှစ်မှာဆုံးဖြတ်ချက်ချရခတ်တဲ့အခြေအနေတွေကြုံရတတ်ပါတယ်အထူးသဖြင့်လူနှစ်ယောက်ကြားဒါမှမဟုတ်ရင်အလုံးနှစ်ခုကြားမှာဗျာများနေတတ်ပါတယ်ဟိုအလုပ်တို့ဒီအလုပ်တို့ဟိုလူတို့ဒီလူတို့ဗျာများနေတတ်ပါတယ်စိတ်ကိုအေးထားပြီးကိုယ့်ရဲ့အတွင်းစိတ်ခေါ်တံကိုနားထောင်ဖို့လိုပါမယ်နော်ကိုယ့်ရဲ့စိတ်တွေကဖြစ်ပေါ်လာတဲ့အရာကိုကိုကရွေးချယ်ရင်အောင်မြင်မှုကိုရပြီးမှန်ကန်တဲ့လမ်းကိုရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာနိလာသားသမီးတွေဒီနှစ်စံတရနေ့ကနေစပြီးတစ်နှစ်တာလုံးကံပွင့်လက်ပွေးစီပြီးကံကောင်းခြင်းတွေရရှိပိုင်ဆိုင်ဖို့အတွက်အခုပြောမဲ့ဒီရတရားလေးကိုလုပ်ပေးပါတနင်္လာသားသမီးတွေကံစားတာပုံမှုပွင့်လန်းပြီးအခက်ခဲတွေကြော်လာဖို့အတွက်လောက်ရမယ့်ရတရားကတော့မြန်မာနှစ်စံတရက်နေ့မှာဖျားမှာဂန်းကော်ပန်း15ပွင့်ကတ်လှူပေးပါဒါအပြင်အများသုံးရေအိုးစင်တွေမှာရေဖြည့်တာဒါမှမဟုတ်ရင်ရေလှူတာမျိုးတွေပြုလုပ်ပေးပါဒါဆိုရင်တနင်္လာသားသမီးတွေရဲ့ဘဝကလမင်းတို့အေဂျင့်ကံကောင်းခြင်းနဲ့အစဉ်အမြဲဝန်းရနေပါလိမ့်မယ်ခင်ဗျာဒီဟောစတန်လေးကိုယုံကြည်လက်ခံနေဆိုရင်ဒီဗီဒီယိုလေးရဲ့ကိုမှတ်မှာအေးချမ်းပါစေလို့မှန်းခဲ့ပေးပါခင်ဗျာမိတ်ဆွေရဲ့ချစ်ရတဲ့တနင်္လာသားသမီးတငယ်ချင်းမိတ်ဆွေများအားလုံးအများမြင်တွေ့နိုင်အောင်လို့ဒီဗီဒီယိုလေးကိုလိုက်ရှယ်ကိုမှတ်ရချင်းဖြင့်ပြန်လည်မျှဝေဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးပဲနှစ်သက်မှာစိတ်ချမ်းသာကိုချမ်းသာရှိပြီးဒီဆန္ဒတစ်လုံးတစ်ဝပြည့်ကြပါစေခင်ဗျာ